နာမည်နဲ့ရွာလေးအရင်မိတ်ဆက် ဦးလေးနာမည်ကဦးသိန်းတယ်မျိုးသားက ရွာ ပြည်သူပြောရမယ်ဆိုတော့ကုန်းမျိုးနဲ့ရေကျော်ချောင်းဝကြီးရွာလက်ရှိဦးလေးကကြီးအောင်တောင်းခံလူစားသုံးဖြစ်သွားလဲဆိုတော့အဲ့ပထမလာကြောင်းတော့ဆေးကြောင်းလည်းမသိဘူးလေဆေးကြောင်းမသိဘူးဆိုပေမဲ့ကိုဝယ်ပြီးတော့သုံးနေတဲ့အားသေးတွေရှိတယ်အားသေးတွေသုံးနေတာမှာကိုကလည်းအားသေးဖြန်းတဲ့အခါမှာဟိုလည်းဘယ်လိုတခါကြတဲ့မွန်နဲ့နန်းနဲ့အဲ့လိုမျိုးတွေပေါ့နော်ဆေးရလဲတို့ဒီအဲ့အားသေးဆိုပေမဲ့လည်းအားသေးကလူလူတန်းတန်းအားသေးမဟုတ်သူကပါလေဓာတုပစ္စည်းတွေပါလာပါကိုလည်းနားမလည်ပေါ့နော်အခုဒီဆေးကြတော့ပြောမလို့သူဆေးကိုကိုယ်တိုင်ပဲဒါရှင်းပြောတဲ့ဘူးခွေးနဲ့လက်ညှိုးလေးနဲ့ထိုးပြီးပါးစပ်နဲ့ထည့်ပြီးတော့စမ်းသပ်တဲ့အနေထားဆိုတော့သုံးဆွဲလို့လည်းဆင်ပြေတယ်ကိုလူတွေလှုပ်လို့လည်းကောင်းတယ်နောက်လက်တွေ့သုံးတာကြတော့သူကဘယ်လိုပွာသွားလဲဆိုတော့တို့၄နှစ်လောက်စိုက်ထားတဲ့ကွန်းတွေနူရဲ့ကကြတော့အရွက်တွေနူလာတို့အညွန့်တွေမထွက်တာတို့ဟာဒီဆေးဖြန်းလိုက်တဲ့အတွက်ကြောင့်မို့လို့အရွက်တွေထိုးရတယ်အညွန့်တွေလည်းတောင်ရတယ်နောက်ပြီးတော့ကွန်းက15ရက်မှတစ်ခါခူးရတယ်15ရက်ကိုပုံမှန်ထားလို့ရှိရင်အကျော်မာတယ်အကျော်ကျန်းတယ်အရွက်ကျန်းတယ်ဒီဆေးဖြန်းလိုက်ခြင်းအတွက်ကသူကအကျော်ပြော့သွားတယ်ရက်ကတော့15ရက်ပဲ ဟုတ်ကဲ့ 15ရက်တို့မှပြန်ခုလို့ချင်းအကျော်ပြော့တယ်အကျော်ပြော့တော့အရွက်ချောတယ်အရွက်စိမ့်တယ်အကျော်ပြော့တယ်ဈေးဘက်ကျတော့သူကဒါနဲ့3ချိန်မြောက် တင်များ 3ချိန်မြောက် အော်ဒါဖတ်ပါစေဖြစ်တယ် အော်3ချိန်မြောက်အဲ့အတွက်လည်းသုံးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီလိုတဆင့်ခံရောဘယ်လိုမျိုးတည်သွားရလဲပေါ့နော် ကောင်းတယ်လို့ညွှန်လို့ ကောင်းတယ်လို့ညွှန်တယ်သုံးမှုလားပေါ့ အခုမှစတုံးတာလေ အခုမှစတုံးတာ တုံးတော့တုံးပြီးမ ဘူး စိုး ကတဘူးသား3ပြော တပူစားပဲသုံးရသေးရဲ့ဟုတ်အဲ့တော့အခုမှပြန်ပြီးတော့ထပ်သုံးပါ စတုံးပါ ဒီအကြံညာကတော့အခုမှမဟုတ်ကိုသုံးပြီးတည်းကပြောမလို့ဆေးတဘူးမကုန်ခင်တည်းကပေါ့နော်ဒီဆေးရဲ့အာနိသင်ဒီဆေးရဲ့သုံးဆွဲပုံဆိုတော့ညောင်ညော့လက်ရှိဆေးရဲ့ဈေးနှုန်းပေါ့ကွာဒီကြောင့်ဒီတို့ဝယ်သုံးရတဲ့ဈေးနှုန်းပေါ့နော်အဲ့ဒါတွေနဲ့တခြားအားစီဟိုကွာတဲ့အကြောင်းရယ်တော့ဒီဆေးကလေးရွက်ဆိုးချိုးမရှိဘူးကိုယ်ဆိုတာလူစားတာလေလူစားရတော့မလို့သူ့ကိုတစ်ကျန်းနဲ့2ကျင်းတက်နိုင်3ကျင်းလောက်ဖြန်းလို့ရတယ်9ရက်လောက်ဖြန်းလို့ရတယ်အဲ့ဒီရဲ့ဆေးရဲ့ဆိုးချိုးမရှိတဲ့အတွက်မလို့ဒီဆေးကကိုယ်နဲ့ပတ်သက်လို့ကိုယ်စားတဲ့လူတွေအရင်ကလူတိုင်းပေါ့နော်3သိန်းတယ်3လဲ3သိန်းတယ်3လဲ3ထိုက်တယ်အဲ့ဒီဥစ္စာကိုလည်းပြောပြထားတယ်ပြောပြထားတယ်ဆိုတာကတော့ကိုယ်စိုက်တာတို့ပြောမလို့ရွာမှာဆိုရင်အများကြီးစိုက်တာလူတိုင်းတော့မဟုတ်ဘူးပေါ့နော်တီးတယ်လူကတီးဒါပေမဲ့တို့တွေတို့တော့အများနဲ့မသုံးငါတို့ကြတော့အခုဒီဆေးကိုတဘူးကနှစ်ဘူးကသုံးဘူးတစ်ချက်2ချိန်3ချိန်အဲ့လိုမျိုးဆိုတော့ပြောင်းလဲမှုဆိုတော့ညာကိုယ့်အတွက်ကောင်းတော့ပေါ့နော်ကောင်းတာအတွက်ကြောင့်မို့လို့အားသေးချင်းတူတော့မှဒီပိအားသေးမသုံးတော့ဘူးဒီအားသေးပဲလက်ရှိသုံးတယ်နောက်လဲသုံးပါကျန်တဲ့လူတွေကိုလည်းဒါတို့တွေလိုပဲသုံးကြပါလို့တစ်စိပြောပေးဦးမယ် ဟုတ်ကဲ့ တို့လည်းပြောရတယ်ဒီလား ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်